Unitech TV ကနေကြိုးဆိုပါတယ်ဒီနေ့မှာတော့တာဝရီမြို့နယ်မွေးမြူရေးခြံတစ်ခုမှာ JD brand 3လမရေမြုပ်ပန်တစ်ကောင်ကိုလာရောက်တက်ဆင်ပေးတာဖြစ်ပါတယ်ပထမဆုံးရေမြုပ်မော်တာရဲ့ဝါယာကြိုးတွေကိုအရင်ဆက်ပါတယ်ပြီးသွားရင်တော့ရေမြုပ်ပန်းတဲ့မော်တာကိုကျွမ်းပါတယ်မီးလိုင်းတွေလည်းအကုန်ဝင်ပြီးသွားပြီဆိုတော့ရေမြုပ်ပန်းချဖို့အဆင်သင့်ဖြစ်ပါတယ်အဆင်သင့်ဖြစ်ပြီဆိုတော့ JD brand 3လမရေမြုပ်ပန်းတစ်ကောင်ကိုအနက်ပေ60ကြီးချမှာဖြစ်ပါတယ်တွင်းနဲ့ပေ150ပတ်ဆက်တင်ပေ60မှာဒီကာလန်တနာရီ1100ဝန်းကျင်ရရှိခဲ့ပါတယ်မိတ်ဆွေတို့လည်းရေမြုပ်ပန့်ရေစုပ်ဆန့်တဲ့အခြားအပိုပစ္စည်းများလိုအပ်တဲ့အခါကျွန်တော်တို့ UMC ကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျ